client ဘက်ကဘာလို့ရမလဲနံပါတ်1 IP ချိန်ရမယ်ပထမဆုံး default password ထည့်ပေါ့နော် username password ပြန်ချိန်ပြီးရင်ဘာလို့မလဲဆိုရင်ဟို IP ချိန်မယ်ချိန်ပြီးသွားရင်ဘာလို့မလဲဆိုရင် तू က scan လုပ်ရမယ် scan လုပ်တယ်ဆိုတာဘာလို့ရှာရလဲဆိုရင်သူ့ကိုချိန်မယ် support ပေးထားတဲ့ AB ရဲ့ SSID ကိုရှာမယ် password ထည့်ပြီးတော့ချိန်မယ်သူတို့နှစ်ခု connection ရသွားရင်ရမယ်အဲ့တော့ဘာလောက်ရမလဲဆိုသူတို့နှစ်ဖက်ဒီ same network ဖြစ်ရမယ် same network same IP range တည်းရဖြစ်မယ်ဒီဘက်က 192.1.10.1 ဒီဘက်က 1.1 ဆိုရင်မတူတော့ဘူးစနမတ်တာ255ကိုသုံးထားမယ်ဆိုရင်မတူတော့ဘူးเนาะအဲဒါကြောင့်မို့ same IP range ဖြစ်ရမယ်အဲဒါဆိုရင် 0.254 နဲ့ connection ရနေပြီเนาะအဲဒါဟုတ်ပြီ IE လို့ရိုက်မယ်เนาะ Microsoft Edge လို့ရိုက်လဲရတယ် IE လို့ရိုက်လဲရတယ်เนาะဒါအလွယ်နည်းပေါ့เนาะ IE လို့ရိုက်လို့ရတယ်အဲ့တော့ 192.168.0.254 advanced continue လာပြီ default adminဒီမှာ region မှာက test mode ဘာမစ်ကမပါဘူးเนาะမြန်မာလည်းမပါဘူးများတယ်မပါဘူးเนาะပြောပြရင်နောက်ဆုံးကတော့ဘာပဲပြောဇင်ဘာဘွေတောင်ပါတယ်နောက်ဆုံးမှာဇင်ဘာဘွေနိုင်ငံတောင်ပါတယ်เนาะကျွန်တော်တို့အဆင့်တော်တော်ကြီးရှင်းနေကောင်းလာတယ်new user name က admin ပဲ A အသေးအဲ့မှာ password လာပြီ Technonet 192.168 device password เนาะ Technonet 192.168 CHNONET 192.168 dance or use က recommend change the device user name เนาะ finish okay အဲ့ဒါဆိုရင်စပြီးတော့ mode ကိုပြောင်းအောင်ဒီမှာအမြဲတမ်း AB ပဲဖြစ်နေတာတွေ့လားသူရတဲ့ phone เนาะအဲ့ဒါဘယ်ကိုသွားမလို့ wizard ကိုသွားမယ်သူရ mode ကဘယ်ကိုပြောင်းနော် client ကိုသွားမယ်ပြီးရင် nextဟုတ်ပြီဘယ်လောက်ပြောင်းပြီတော့ 0.2 ကိုသွားပြီ next ဟုတ်ပြီ SSID ရော remote out တော့စာပေးဆင်းပြီเนาะစာပေးဆင်းအောင်တွေ့ပြီဗျာဘာတော့ CPE AB သူတစ်ခုပဲရှိတာအောင်เนาะဥပမာဆိုရင်တော့အများကြီးရွေးရမှာเนาะအဖြစ်ချင်လို့ဗျာကိုက Telecom Tower တိုင်းကြီးတကယ်ဟိုဟာဘေးမှာများဆိုတော့ရှာပေးတော့ပဲเนาะအဲ့တော့အဲ့လိုမျိုးဖြစ်နေမယ်ဒီမှာတော့ဒါတော့ပေါ်လာပြီเนาะတခြားဒီကဟာတွေရှာလွယ်တာအောင်เนาะ AB တက်ဟိုမှာလည်းအကုန်လုံး AB ဖြစ်နေမှာပဲเนาะအဲ့တော့ကိုရှာလွယ်အောင်သူ့ကိုနှိပ်မယ်နှိပ်ပြီးရနဲ့အောက်ဆုံးမှာဘာလို့မလို့ connect เนาะဘာတောင်းပြီတော့ password ခုနဗီဒီယိုထဲမှာကျတော့ password မပေးထားရတဲ့ကြောင့်မို့မတောင်းဘူးသူအလွယ်ပဲလုပ်သွားတာသူတို့ပစ္စည်းရောင်းအောင်လို့เนาะအဲ့လိုမျိုးတော့ဖြစ်နေလူတိုင်းဝိုင်းပြီးချိန်နေမှာเนาะဒီမှာ Technonet 192.168 okay အောင်ပြီ CPE nice CPE test mode နဲ့ချိန်ထားတယ် distance setting ကဟုတ်ပြီ 02 ဖြစ်သွားတယ်ပြန်ဝင်ရအောင်နော်ဒါပြီ admin Technonet 192.168 okay state မှာကြည့်လို့ရပြီအဲ့တော့ကျွန်တော်ဒီမှာဆိုရင်ဒါမှာ 192.168.0.2 ဖြစ်နေမယ်အဲ့တော့ connected မှာ root မလာပြီ root AB ဆိုဒီကအခုကကျွန်တော်က client နဲ့မှာ root AB ကဘယ်သူနဲ့ချိန်ထားလဲဆိုရင် CPE AB နဲ့ချိန်ထားတယ် TA transmit rate ကကျတော့180 megabit per second ထိရတယ်เนาะအဲ့တော့ I rate receive ကတော့11 megabit per second ပဲရမယ်စချိန်တာက30 second ပဲရှိသေးတယ်เนาะသူစပြီးတော့ပေါ်နေပြီเนาะအဲ့ monitor mode ထဲမှာသွားပြီးတော့ကြည့်လို့ရပြီเนาะ monitor mode မှာသူစပြီးတော့ချိန်နေပြီเนาะဒါ state network เนาะ network ထဲမှာသူရဲ့အားတွေပါလိမ့်မယ်ပြီးရင် wireless သူချိန်ထားတာတွေပါလိမ့်မယ် management ထဲမှာ management IP တွေပါတယ်ဒီမှာ change နေတဲ့ pop တွေ change နေတယ်ဆိုချိန်လို့ရတယ်အဲ့ tool set မှာကျွန်တော်ဘာနဲ့ဆန်းရတော့မလဲဆိုရင် spectrum analysis နဲ့စပြီးတော့ဆန်းပြီเนาะ
ဒါကြတော့ဟိုပေါ့နော်ခုနပြောတဲ့ channel ကိုစမ်းကျင်တဲ့ခါမှာ channel လို့ရတယ်နောက်တစ်ခုက speed test ရှိမယ် pin ရှိမယ် trade တော့ survey ရှိမယ် antenna alignment ချိန်ကြည့်အောင်နော် alignment တရားပါပဲအဲ့တော့ခုန state ထဲမှာကြည့်လိုက်မယ်နော် state ထဲမှာကြည့်မယ်ဒီမှာခဏလေးစောင့်လိုက်မယ်နော် stamp မပါဘူးဘယ်လောက်တောင်ရှိနေလဲဆိုရင်ဒီမှာ no ချိတ်တဲ့ signal strength ပါလိမ့်မယ်တော်တော်ကောင်းတယ်နော်သူကဒီမှာ minus နဲ့ပြမှာပေါ့နော် minus dBn ဆို0နဲ့1 10ကြားမှာဆိုတော့တော်တော်ကြီးကောင်းတယ်ပြပြဝေးလေးကြာသွားမှာဒီမှာ free space back log ကအဲ့ဒီကတွက်တုံးကဘယ်လောက်ရှိတော့43လား43နော်အဲ့မှာ43နှုတ်လိုက်ရင်ကိုကျွန်တော်ကတကယ်ဒါ5 km မှာထားလိုက်ရင်ဘယ်လောက်ရောက်သွားရတော့50လောက်ရောက်သွားမှာနော်ဒါတော့မှဘာမှ interference မရှိဘူးဆိုမှာနော်မဟုတ်ရင်ဝေးသွားနိုင်တယ်နော်ဒါတော့မှဒီမှာ interference ပေါ် motivate သူအပြောင်းလဲရှိနိုင်တယ်နော်ဒီ signal ကများနေမကောင်းနေတဲ့အထိဘာလို့ပြင်လို့ပြန်ချပြီးတော့နှစ်ခုညှိပေးရမယ်နော်အဲဒါဆိုရင်အခုကျွန်တော်တက်ထားတာကဘယ်ဘက်မှာလဲဆိုရင် client ဘက်မှာအခုကျွန်တော်ဒီ IB တောင်မှားသွားပြီနော် client ဘက်မှာကျွန်တော်ဘယ်လောက်ဖြစ်နေဆိုရင် client ကနောက်ဆုံးခါတာမလို့နော်အဲကျွန်တော်ဒီမှာနည်းနည်းလေးပြင်လိုက်မယ်နော်အဲကျွန်တော် client နဲ့ချိန်ထားတာမလို့လောလောဆယ်ဘယ်လောက်ဖြစ်သွားလဲဆိုရင်10ဖြစ်သွားတယ်အဲသူ့ကိုဘယ်လောက်ပေးခိုင်းမလဲဆိုရင်20အဲဒီနှစ်ခုကြားမှာကျွန်တော် connection ရှိမရှိကြည့်ရမှာပေါ့နော်ဒီနှစ်ခုကြားမှာ pin လို့အဆင်ပြေတယ်ဆိုရင်ဘာရလဲဆိုရင် connection ရတယ် pin လို့အဆင်မပြေဘူးဆိုရင် connection မရဘူးနော်များသောအားဖြင့် firewall ပိတ်ထားတယ်ဆိုရင်ကျတော့ connection မရဘူး reply မလာဘူးเนาะ firewall ဖြစ်နိုင်ရင်ဖွင့်ပေးထားရမယ်เนาะ firewall ပိတ်ထားတယ်ပေါ့เนาะ open ဖြစ်နေအောင်လုပ်ပေးရမယ်အဲဆိုရင်တော့ဘာလို့မလဲ ncpa.cpn နဲ့ကိုသွား 192.168.1.20 IP ပေးမယ်Wi-Fi ကိုမချိန်နေဘူးเนาะ Wi-Fi ခဏပိတ်ထားလိုက်ပြီးရင် internet ပါ share ပေးပါမယ်เนาะ internet လည်း share ချင်လို့အဲ့ဒါပြီးရင်ဒီဘက်ဟိုဟာ AP client ဘက်ကနေ internet share ကြည့်မယ်သူစီမှာ internet ရမရပါเนาะ internet လည်း share ကြည့်မယ်ပထမအဆုံးစပင်ကြည့်မယ်ကျွန်တော်ကဘာနဲ့ချိန်ထားလဲဆိုရင် client နဲ့ချိန် client IP ကဘယ်လောက်တော့ 0.2 တစ်ဆင့်ချင်းသွားမယ်เนาะအဲ့ဒါရင်စပြီးလိုက်ပြီး PING pin 192.168.0.2 နဲ့ connection ရှိလားကြည့်မယ်ရှိတယ်เนาะ connection ရှိတယ် 0.2 နဲ့နောက်ထပ်ဟိုကပါတော့ဟိုဘက်က AB က 0.1 ကြားမှာ connection ရှိလားကြည့်မယ်ရှိတယ်အသေးကြပြီဟိုကလည်းလုံးလုံးဆွဲနဲ့ချိန်ထားတာဖြစ်တယ်မို့သူ IP တာပေးပြီးရင်သေချာပေါက်ရှိလိမ့်မယ်ဆက်ချောင်းတစ်စက်ချင်းစီသွားပြီးဆက်တယ်เนาะကိုကနေပြီးတော့ကိုရဲ့ ABC client စီရောက်ရတာကိုယ့်ရဲ့ wireless bridge စီရောက်ရတာရောက်တယ်သူကနေစင် home bridge နှစ်ခုအဲ့ဒါ bridge နှစ်ခုမြဲပါပြီအဲ့ဒီအဆင့်တော်တော်ကြီးကောင်းတာဒီဘက်ကနေပြီးတော့ဒီကတော့လူတိုင်းပင်းမိမှာပဲဒီနှစ်ခု bridge မတွဲမိတာပြဿနာတော်တော်ဖြစ်နိုင်တယ်ကျန်တာအဆင်ပြေအောင်လုပ်လို့ရတယ်အဲ့ဒါဒီ bridge တွေတွဲပြီးသွားပြီဆိုရင်အဆင်ပြေရလားချိန်လိုက်ပြီလားဒီနေ့တင်တဲ့ configuration ကအလွယ်ဆုံးဆင့်ပဲ wireless မှာရှေ့ကဘာတွေတွက်ခဲ့လဲဆိုရင် signal strength တွေ link budget တွေတွက်တာအဲ့ဒါခက်တယ်ဟုတ်ပြီဒီ configuration က pre test လို့ခေါ်တယ်အစောကြီးကကိုရုံးမှာတစ်ခါတည်းconfigure လုပ်ထားမယ်ပြီးမှတစ်ဖွဲ့က site B ကိုသွားတစ်ဖက်က site A ကိုအဲ့မှာပြန်ခက်ပြီ connection ရအောင်ပြန်လုပ်ရတာပြန်ပြီးတော့ခက်ပြီအဲ့တော့ဒီကအလွယ်မှာရှိရဲ့အလွယ်ဆုံးဆင့်ပဲရှေ့မှာရှိတဲ့ device ရွေးတဲ့ဆင့်ကလည်းခက်တယ်နောက်မှာတကယ်လောက်ရမယ်ဟို alignment ဆင့်ကလည်းခက်တယ်ဒီကြားထဲကဆင့်လေးကလွယ်တယ် configure မမားဖို့ပဲဘယ်ဆင့်ကိုဘာလုပ်တယ်အဆင့်သိသွားတယ်ဆိုရင်မမားတော့ဘယ် wireless device ကင်ဒီပုံစံတိုင်းပဲဟုတ်နော်ဘယ် wireless device ကိုကင်သူကသူ ubiquity ပဲကင်TV လေးပဲကင်မှာအခုဆိုရင်ပါတော့ Rugi device တွေပဲကင်အတူတူပဲဒီ concept မိထားတဲ့ဆိုရင် channel device မဆိုကင်ရဲသွားပြီအဓိက device အရွေးမမားဖို့ပဲတန်း window defender firewall on တော့နော်အဲ့မှာဘာဖြစ်လဲ window က defender ကြီး on ထားရနော်အဲ့တော့မလို့ဆိုရင် turn off firewall ပေးရမှာနော် firewall ပေးရမှာ okay မဲအဲ့ဒါတက်လိုက်တယ်လားနော် firewall ဟိုဖြစ်ထားနော်အဲ့ဟိုဘက်ကလည်း firewall ပြန်ဖွင့်ပေးရမယ်နော်ဒီဘက်ကတော့ firewall ဖွင့်လိုက်တဲ့အတွက်ကြောင့်မို့ပွင့်သွားကြည့်လိုက်ဒီဘက်ကပင်လို့ရတယ်ဒီဘက်ကိုပင်လို့မရဘူးနော် window အား
fire water CBA အဲ့ဒါ turn off ဖြစ်ပါနော် turn off okay ပြန်ပင်းကြည့်ပါအပေါ်များလေးနှိပ်လိုက်အောင်မယ် keyboard ပေါ်က up arrow လေးနှိပ်လိုက်ပေါ်များလေးနော်ဟုတ်ပြီ enter တစ်ချက်နှိပ်လိုက်ရပြီနော်အဲ့ဒါဆိုခုန turn off ဖြစ်နေတာဟုတ်ပြီအဲ့ဒါဆိုရင်ရပြီနော်စမ်းကြည့်အောင်ကြာလိုက်ကြည့်